အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကတော့ဆရာဟီမိုးနာပါကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ဒီသတင်းကြို live နေ့မှာပြုလုပ်ရမယ်အထူးရဲတယ်အဲ့ဒီဟာကိုပြပြပေးချင်တာအမှန်တကယ်ကသတင်းကြို live နေ့ထိကျွန်တော်အတိတ်တန်လေးတစ်ခုရှိလို့ဒီကြားထဲမှာဘာရဲတွေရာတွေဘာ host တွေမှာမတင်ဖြစ်ဘူးဒါပေမဲ့အာယုံနမိတ်ရတာနဲ့ကျွန်တော်မိတ်ဆွေတွေကိုမဖြစ်မနေပြောပြပေးခြင်းတယ်အဲ့ဒီအတွက်အခုဒီဗီဒီယိုကိုတင်ပေးလိုက်တာပါဒီအခုပြုလုပ်ရမယ့်ဟာကသတင်းကြို live နေ့မနက်မှာပြုလုပ်ရမှာမနက်ဆိုတော့ဘယ်အချိန်ထိလဲဆိုရင်မနက်9နာရီကနေ9နာရီထိအဲ့ဒီဂျားကာလာထဲမှာအဆင်ပြေတဲ့အချိန်မှာပြုလုပ်လို့ရတယ်မနက်9နာရီကနေ9နာရီထိပြုလုပ်ရမှာကတာကူကြောက်ကြောလိုတယ်တာကူကြောက်ကြောကအားလုံးအတုံး20လိုတယ်အဲ့တော့အတုံး20ကကြီးတာသေးတာကမိမိအနေနဲ့အဆင်ပြေသလိုတုံးလို့ရတယ်။မှာကိုကဆိုင်ကနေဝယ်လာတဲ့အတုံးကအရန်လေးကြီးနေလိမ့်မယ်။အဲကြီးနေတဲ့ဟာကိုကိုအိမ်ရောက်တော့မှ2ပိုင်းပိုင်းနာမျိုး3ပိုင်းပိုင်းနာမျိုးကိုအဆင်ပြေသလိုလုပ်လို့ရတယ်။ဒါပေမဲ့ပကံတစ်ခုမှာ9တုံးပါရမယ်။အဲ့ဒါမျိုး4ပကံ။အဲ့တော့အတုံး20ပကံက4ပကံတပကံစီမှာတာကူကြောက်ကြော9တုံးပါရမယ်။အဲ့ဒါမျိုး4ပကံဇပွဲတစ်ခုပေါ်မှာဖျားစီရှိမှပဲပြုလုပ်ရမှာဖျားတင်ရှိမှာဇပွဲပေါ်မှာအရှိနောက်တောင်မြောက်4နေရာအဲ့ဒီပကံတွေကိုချမယ်အလဲတဲ့တဲ့မှာတောက်တော်ရည်တစ်ခွက်အမွှေးတိုင်း3နိုင်ပြီးတော့ဖျောင်းနိုင်စီမီက3နိုင်ဖျောင်းနိုင်ကအဖြူရောင်ပဲအဖြူအောင်ဖျောင်းနိုင်စီမီ3နိုင်ရဲ့အမွှေးတိုင်းက3နိုင်ရဲ့တောက်တော်ရည်ကတစ်ခွက်ရဲ့အဲ့ဒါကအလဲမှာထားရမယ်ပြီးရင်အရှိနောက်တောင်မြောက်เนาะဇပွဲရဲ့ဒီလိုတောက်4တောင်မှာပေါ့เนาะအဲ့ဒီစနောင်းကပကံ4ပကံကိုချရမယ်4ပကံထဲမှာတာကူကြောက်ကြောပါရမယ်တပကံမှာ9တုံးစီပါရမယ်အဲ့တော့အလုံးအတုံး20ဖြစ်မယ်အရှိနောက်တောင်မြောက်ကိုစားပြုတဲ့နမင်းကြီး၄ပါးရဲ့ကိုစားကျွန်တော်ကျမဘာနေသားသမီးဘယ်သူကနေပြီးတော့မြတ်စွာဘုရားကိုနမင်းကြီး၄ပါးရဲ့ကိုစားဒီတာကူကြောက်ကြောနဲ့စီမီတွေအလင်းနိုင်တွေတောက်တော်ရည်တွေကိုမြတ်စွာဘုရားကလှူဒန်းပေးပါတယ်ဆိုပြီးတော့သတင်းကြိုလာပြည့်နေ့မနက်9နာရီကနေ9နာရီအတွင်းထဲမှာမိမိအစဉ်ပြတဲ့အချိန်မှာမြတ်စွာဘုရားကိုလှူဒန်းပေးရမယ်ကိုလှူဒန်းတာကအရှင်းတော်တော်မြောက်အရက်၄မျက်နှာကိုစောက်ရှောက်တဲ့နမင်းကြီး၄ပါးရဲ့ကိုစားမှာတနင်္ဂနွေသားမောင်အောင်ကနေပြီးတော့မြတ်စွာဘုရားကိုနမင်းကြီး၄ပါးရဲ့ကိုစားတာကူကြောက်ကြောနဲ့တောက်တော်ရည်စီမီအလင်းနိုင်နေအဲ့ဒါတွေကိုမြတ်စွာဘုရားကိုလှူဒန်းပါတယ်ဆိုပြီးတော့လှူဒန်းဆက်ကပ်ပေးရမယ်အဲ့ဒီလိုလှူဒန်းမှုကိုပြီးသွားပြီဆိုတာနဲ့လှူဒန်းပြီးသွားတယ်ဆိုတာနဲ့နမင်းကြီး၄ပါးကိုဆူတောင်းအမျှဝေပေးရမယ်အဲ့ဒီလိုမျိုးသူတို့အတွက်ကုသိုလ်ကောင်းမှုပြုလုပ်ပေးတဲ့အတွက်ဒီသတင်းကြိုလာပြေကနေပြီးတော့မိမိကိုအစောရှောက်များမှပိုတာတာလေးနဲ့စောက်ရှောက်ကူညီကြပါဆိုပြီးတော့တောင်းစုပြုပေးအဲ့လိုပြုလိုက်မယ်ဆိုရင်မိမိမှာဘလို့အခက်ခဲပဲရှိအဲ့ဒီအခက်ခဲတွေကိုအစောကနမင်းကြီး၄ပါးကကိုပိုတာတာလေးကူညီစောက်ရှောက်ပေးလိမ့်မယ်ပိုတာတာဆိုတာကခုနှစ်သားသမီးတွေအားလုံးကိုကူညီတာချင်းအတူတူမှာမိမိကသူ့အတွက်ဒီလိုပြုလုပ်ပေးထားတယ်အဲ့ဒီအတွက်ကိုပိုတာတာလေးကူညီပေးမှာပေါ့ဒါကတော့လောကသဘာဝပဲအဲ့တော့အခုပြောပြတဲ့နီလန်ကိုကျွန်တော်မိတ်ဆွေတွေအားလုံးသတင်းကြိုလာပြည့်နေမနက်မှာပြုလုပ်ကြရင်စိတ်ချမ်းသာကိုယ်ချမ်းသာရှိကြပါစေလို့တောင်းစုပြုပေးလိုက်ပါတယ်ဗျာ